来着啊！啊，好微了，我们别来。အဲ့တော့ဒီ80လမ်းပေါ်မှာဟိုအရှိမလည်းပြူတယ်လို့ပြောတယ်ဒါပေမဲ့သွားလို့ကမရဘူးလမ်းတွေကဒီမှာပိတ်ကုန်ပြီဆိုဟိုဘက်ကနေပဲတစ်ဖက်လှည့်ပြီးပဲပြန်သွားအောင်ပါပေါ့တော်တော်ဆိုးပါတယ်နော်တော်တော်လေးဟိုခုနကဖရားတရားလေးနဲ့ကိုယ့်အကူနေအရေးအကြောင်းပဲဆိုရင်လေဟိုစုံဖြတ်ချက်မှားပြီးတော့ဟိုပြေးဒီပြေးမပြေးဖို့လိုတာပေါ့နော်တအားပြေးလွန်းရင်လည်းဒုက္ခရောက်တတ်တယ်ဒီဟာသွားလို့တော့ရဒါပေမဲ့အန်ရီများပါတယ်ဦးလေးဟိုဘက်ကသွားပါပြက်စစ်မီးတွေကဘာတွေမှမသိလို့နော်ဒီလိုဖြစ်သွားတယ်ဗျာအခြေအနေကတော့ရင်းတဲ့အတိုင်းပဲတော့ကားတော့မှဖလဝါရမ်းသွားပြီဟိုမှာသွားပြီးတော့ကွန်ကရစ်တိုင်တွေအကုန်ပြိုကျသွားဟိုအရှိမလည်းပြိုတယ်ဆိုတော့ဘာပြိုမှတော့မသိဘူးဆိုတော့တော်တော်မကောင်းပါဘူးဟိုပေါ်လဲဟိုမှာတိုက်ကတဝက်ပြိုသွားတာတွေ့လားမသိဘူးဟိုမှာတဝက်ဘေးကဟိုဟာကြီးပြိုသွားဟိုတဲ့အမျိုးသမီးတယောက်ကတော့သတိလစ်ပြီးတော့ခေါ်သွားပြီဒီအိမ်ကပေါ့နော်သတိလစ်ပြီးခေါ်သွားပြီဆိုတော့အရေးအကြောင်းမှာဟိုဘက်မှာမီးရထလောင်ရောဒီငလျင်ကြောင့်မလို့ပဲဖြစ်နေတာပဲ short တွေပါလိမ့်ဖြစ်မလားမသိဘူးအောက်ထပ်တော့ဘယ်နားတွေဘယ်လိုပြူလဲတော့မသိဘူးပေါ့နော်အဲ့ဒါတော့အိမ်တစ်လုံးပြူသွားတယ်လို့တော့ပြောတာပဲဒါပေမဲ့အဲ့ဘက်ကလည်းမီးတက်မျိုးသက်တွေတွေဆက်လာမလားအဲ့လိုကြည့်ရမှာပေါ့ဒီဟာဒါလည်းမီးလောင်နေတဲ့ဟာပြဿနာတစ်မျိုးမီးကိုကလည်းတော်တော်များလာပြီဆိုးပါတယ်အခြေအနေတော်တော်ဆိုးပါတယ်နော်အိမ်အောင်မရောက်သေးဘူးအိမ်ကိုလည်းဖုန်းဆက်တယ်ဆက်လို့ကိုဖုန်းတွေကဆက်လို့ကိုမရတော့ဘူးဆိုတော့လမ်းသွားနေတန်လန်မကားလည်းထိုးရထားရတယ်ကဲဒါနေမလေးအခြေအနေလေးပါအားလုံးပြီးကင်းကြပါသည်ဗျာပြီးကင်းကြပါသည်အခုပေါ့အခုရေထန်နေလို့สวัสดีทุกคนแผ่นดินไหวกรุงเทพนะฮะแรงมากเลยเนี่ยน้ำบนคอนโดกระชอกเมื่อกี้อยู่ตึกเซฟนะอยู่ดีเวียนหัวยิงหน้าแล้วขอโทษเลยที่ไหวให้เปล่าน้ำกระชอกเลยหยุดหรือยังเนี่ยแผ่นดินไหวเซเว่นที่แทนลูกนี่เนี่ยเงินลูกด่าว่าဗျာတမခန်းပြားမှာကျောင်းဆောင်ပြိုသွားပါတယ်พี่ဒီဘက်တကြောလုံးပြုတ်သွားတယ်ဒီကြောလုံးပြုတ်သွားတာကမ်းပြီမှာအောင်ပန်းမှာတမခန်းဖျားပါ